ကားစုချိုနဲ့လက်စားတဲ့ညီကိုရဲ့စကားကိုချစ်ဖကြီးကယုံပါလားပြီးတော့တငယ်ချင်းဖြစ်တဲ့ခွေးကလည်းကုညီမလားဆိုတာဒီပုံမြင်လေးကိုနားထောင်ကြည့်လိုက်ကြရအောင်နော်ခါတော့ကခွေးကလေးညိုတော့နဲ့ချစ်ဖကြီးအီကိုတို့ဟာအရင်ချစ်စားတဲ့တငယ်ချင်းတွေပေါ့သူတို့ကနေရာအနှံ့လျှောက်သွားပြီးထူးထူးခြားခြားတွေလုပ်ဖို့လဲဝါသနာပါကြတဲ့ရဲ့မှာတော့ညိုတို့နဲ့ဤကိုဟာမရောက်ဖိုးသေးတဲ့မြို့တစ်မြို့ကိုလမ်းအတိုင်းမသွားပဲတောလမ်းတစ်ခုကိုဖြတ်ပြီးသွားကြည့်ကြတာပေါ့လမ်းခီးတစ်လျှောက်ပြပြပပသွားကြရင်ညနေဆောင်ရောက်တဲ့အချိန်မှာမှောင်လာတာကြောင့်သူတို့မနေ့မှခီးစကြမယ်ဆိုပြီးအပင်ကြီးတစ်ခုမှာဝင်အိတ်ကြတဲ့မနေ့ရောက်တဲ့အခါမှာတော့ဤကုတ်ကသူတို့တောထဲရောက်နေတာကိုမိသွားတဲ့ဒါကြောင့်အိမ်သားတွေကိုနိုးနေကြအတိုင်းအတောင်ပံတွေကိုဖြန်းပြီးအာရပါရတွန်လိုက်ပါရောတဲ့အဲ့ဒီအချိန်မှာရေခွေးတစ်ကောင်ကကြားသွားပြီးကျဖကြီးကိုမနှက်စာသုံးဆောင်မယ်ဆိုတဲ့စိတ်ကူးနဲ့ဤကုတ်တို့ရှိတဲ့ပင်နာကိုကျင်းကပ်လာတာပေါ့တကိုင်းမောင်မရက်နေတဲ့ဤကုတ်ကိုမြင်တဲ့အခါမှာရေခွေးကကျဖကြီးမင်္ဂလာနဲ့ခင်းမှာတွေ့ရတာဝမ်းသာပါတယ်အဆွေနဲ့ကျွန်တော်နဲ့တငယ်ချင်းလောက်ကြမလားလို့အလွန်ချွတ်သားတဲ့အတန်နဲ့ပြောလိုက်တဲ့အဲ့ဒီအခါမှာဤကုတ်ကမြေခွေးရဲ့ပြည့်ရဲ့စင်ပြီးပြောနေတာကိုသိတာကြောင့်ကျွန်တော်လည်းမြေခွေးချင်းနဲ့တွေ့ရတာကိုဝမ်းသာပါတယ်ဒါပေမဲ့ကျွန်တော်နဲ့အတူပါလာတဲ့တငယ်ချင်းနဲ့အရင်တွေ့လိုက်ပါဦးလို့ပြောလိုက်တော့မှမြေခွေးကတစ်ခေါင်းထဲမှာခွေးကလေးညူတုပ်ရှိနေတာကိုသိသွားတဲ့တစ်စက်ထဲမှာပဲညိုတော့ကတစ်ခေါင်းထဲကနေအလင်းမြန်ထွက်လာပြီးမြေခွေးကိုကုတ်ဖမ်းလိုက်တော့တာပေါ့ဒါကြောင့်ညိုတို့နဲ့အီကိုဟာမြေခွေးရဲ့ရန်ကလွတ်လာပြီးခီးဆက်သွားကြတော့တာပေါ့မြို့ရောက်တဲ့အခါမှာသူတို့မသွားဘူးတဲ့နေရာတွေကိုပြပပသွားကြတာပေါ့ဒီလိုနဲ့ညိုတို့နဲ့အီကိုဟာတကောင်နဲ့တကောင်ဖေးမကူညီရင်အချစ်ဆုံးတငယ်ချင်းတွေအဖြစ်အမြဲတမ်းနေသွားကြတဲ့ကွယ်ပုံမြင်လေးကတော့ပြီးပါပြီနော်သားမိမိတို့လည်းညိုတို့နဲ့အီကိုတို့လိုတပားလူကလင်းလင်းလှည့်ပြားတဲ့အခါမှာလွယ်မယုံမဲအနေတွေကြားရောက်လာတဲ့အခါမှာလဲဉာဏ်ရှိရှိနဲ့အတူတူရင်ဆိုင်ကြော်လွှားရမယ်နော်မိမိတို့ရဲ့ကလေးတွေကိုဒီလိုစဉ်းစားစေတဲ့ပုံမြင်လေးတွေကိုနားထောင်ခိုင်းကြနေဆိုရင် channel လေးကိုဆက်လက်ပြီးတော့အားပေးပါအောင်နော်